Okay, so solidity of solids ကိုပြောရအောင် so အဲ့လိုပြောအတွက်ဆိုရင်ဒီ terms သုံးခုကိုနည်းနည်းနားလည်အောင်ကျွန်တော်ပြောရအောင် solute solvent solution မှာ okay အဲ့တော့ so ဘီကာတွေကို so water 50 cm cube so maybe 50 cm cube ထည့်ထားမယ်ပေါ့နော်အဲ့တော့ water 50 cm cube ထည့်မယ်အဲ့ဒီထဲကို sugar ကျွန်တော်ထည့်မယ်ထည့်ပြီးရင်ကျွန်တော် glass straw နဲ့ so မွေမယ်ပေါ့နော် so ဖန်မျိုးလေးနဲ့မွေမယ်မွေလိုက်ရင်ကျွန်တော်တို့ကဒီထည့်လိုက်တဲ့ sugar so တစ်စုံထည့်လိုက်တဲ့ထားပါ sugar ထည့်လိုက်တယ် so maybe ထည့်လိုက်တဲ့10 gram လောက် sugar 10 gram ထည့်လိုက်တယ်အဲ့ sugar 10 gram ကဒီတော့ထည့်ပြီးမွေလိုက်တဲ့အခါမှာပျောက်သွားလိမ့်မယ်ဘာလို့လဲဆို sugar solid က water liquid ထဲမှာ dissolve ဖြစ်သွားတယ် so ဖြစ်သွားပြီးတော့လုံးဝတသားတည်းဖြစ်သွားတဲ့ကျွန်တော် liquid ကိုရမယ် so အဲ့ liquid ကိုရမယ်တသားတည်းဖြစ်သွားတဲ့ liquid ရမယ် so အဲ့ဒါတွေကိုကျွန်တော်တို့သုံးရင်ပထမဆုံးထည့်လိုက်တဲ့ဆိုတော့က solid sugar that dissolve in a liquid ကိုဘာလို့ခေါ်ဆို solute လို့သုံးပါတယ် so the water liquid so that the sugar dissolve in ကိုဘာလို့ခေါ်လဲဆိုတော့ solvent လို့သုံးပါတယ် so the liquid forms အဲ့တော့ sugar နဲ့ water နဲ့တသားတည်းဖြစ်သွားတဲ့ liquid ကိုဘာလို့ခေါ်လဲဆိုတော့ solution လို့ခေါ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ water တွေကို sugar တွေထည့်တယ်မှုလိုက်တယ်ရလာတာကို sugar solution လို့ခေါ်ပါတယ်ဒါက so solute solvent solution ကိုသုံးတာပါအဲ့တော့ so solute solvent solution လို့ပြောရင် solute ဒီ solvent နဲ့မှာပျော်ဝင်သွားရမယ်ပျော်ပြီးတသားတည်းဖြစ်သွားတဲ့ liquid ကိုတော့ solution လို့ခေါ်အဲ့တော့ကျွန်တော် saturated solution ကိုပြောရအောင်အဲ့တော့ saturated solution ဆိုပါတယ် chemistry မှာ saturated ဆိုတဲ့ date တွေက so ထပ်ထည့်လို့မရတော့တဲ့ဟုတ်ကျွန်တော်တို့က saturated လို့သုံးတယ် so ထပ်ထည့်လို့မရဘူးဘာလို့ဆိုတော့မပျော်တော့ဘူးခုနပြောသလို water 50 cm ကျူထဲမှာ so sugar လောက်ထည့်လဲဆို10 gram ထည့်တယ် so မွေတယ် so ပျော်တယ်နောက်ထပ်10 gram ထည့်တယ် so okay ပျော်တယ်နောက်ထပ်10 gram ထည့်လိုက်တဲ့ခါမှာ3 မြောက်ပေါ့နော်30 gram ထည့်လိုက်တဲ့ခါမှာ so မပျော်တော့ so မပျော်တော့ so ဒါကကျွန်တော်တို့ကဒီ experiments ကိုဒါ room temperature မှာလုပ်တယ်ပေါ့နော်ဒီဟာကြီးရောက်ဒီ liquid ရဲ့ temperature ဘယ်လောက်ရှိမလဲဆိုတော့ room temperature ရဲ့temperature တိုင်း 25 degree Celsius ရှိမှာအဲ့တော့ဒီ water 25 degree Celsius ရှိတဲ့ water တွေကို sugar ထည့်တဲ့အခါမှာ so 30 gram so ထိပျော်တယ်လို့ယူဆရအောင်30 gram ထိပျော်တယ်30 gram ထပ်ထည့်ရင်မပျော်တော့ဟုတ်ပြီနော်ထပ်ထည့်ရင်မပျော်တော့ထပ်ထည့်လို့မပျော်တော့ဘာလို့လဲဆိုတော့ဒါဒီ25 degree Celsius မှာ sugar ဒီ water 50ထဲမှာ so maximum ပျော်တာပဲဒါကိုဘာလို့ခေါ်လဲဆိုတော့ဒီရလာတဲ့ဒီ solution ပေါ့နော် liquid form ပေါ့နော် maximum dissolve ဖြစ်နေတဲ့ solution ကို saturated solution လို့ခေါ်ပါတယ်အဲ့တော့ saturated solution လို့ပြောရင် solution ဆိုတဲ့တိုင်း solute နဲ့ solvent ပြောပါမယ်အဲ့တော့ solute ဒီ maximum amount of solute ဖြစ်ရမယ် in the solvent မှာ so at a particular temperature point တစ်ခုမှာ so liquid ထဲကို so ဒါမှမဟုတ် solvent ထဲကို maximum amount of solid dissolve ဖြစ်နေတာကိုဘာလို့ခေါ်လဲဆိုတော့ saturated solution လို့ခေါ်တယ်အဲ့တော့ saturated solution ဖြစ်မဖြစ်ဘယ်လိုသိမှာလဲဆိုတော့ထပ်ထည့်မယ်30 gram က maximum ပြောတယ်ဆိုရင်နောက်ထပ်1 gram ထည့်လိုက်မယ်ထည့်လိုက်ရင်အဲ့1 gram ကဆိုတော့မပြောတော့30 gram maximum ပြောတယ်ဒီ50 cm ကျူ water ထဲမှာ30 gram က maximum ပဲပြောနိုင်တယ်အဲ့ဒီနောက်ထပ်ထည့်တဲ့1 gram ဒီဆိုတော့ဒီမှာဘာလဲဆိုတော့ undissolved substance တွေနဲ့တွေ့ရမယ်ဒါဆိုရင်ကျွန်တော်တို့က unsaturated ဆိုတော့saturated solution ဘယ်လိုသိတာလဲဆိုတော့ထပ်ထည့်ကြည့်လိုက်လို့ undissolved solution တွေ့ရပြီဆိုရင်သိကြတယ်ဒါဒီ saturated solution ဖြစ်နေ okay solubility ဒါဆိုရင်ဆိုတော့ substance ရဲ့ solubility ပေါ့နော် solubility ဆိုတာက soluble ability ကိုပြောတာပါ soluble ability so substance ရဲ့ဆိုဒီဥမာ example water ပေါ့နော် water ထဲမှာဘယ်လောက် soluble ဖြစ်နိုင်တဲ့ ability ကိုပြောတာပါဆိုတော့အဲ့လိုပြောမယ်ဆိုရင်ကျွန်တော်တို့က solubility ပြောရင်ခုနကအပေါ်မှာပြောသလို၃ချက်လို့ပါမယ်တစ်ခုကပါလဲဆိုရင်
so ဘယ်လောက်ပြောလဲ maximum max of the solute ပါ so maximum max of solute so solute information ပါရပါမယ် so in ဘယ်ထဲမှာလဲဆိုတော့ solvent တွေမှာဖြစ်မယ်ပြီးရင် at so temperature point ပြောရပါမယ် so 3မျိုးပြောရပါ solute solvent and temperatures ဖြစ်ရအဲ့တော့ solvent ဒီလိုပြောရင်ကျွန်တော်က so ဘယ်လောက်ပြောလဲဆိုတဲ့ solute ရဲ့ amount ပြောမှဖြစ်တဲ့အတွက်ဒီနှစ်ခုကို fix လုပ်ရပါမယ်ဆိုတော့ solvent ကိုဘယ်လောက်ထားလိုက်မလဲဆိုတော့100 gram solvent ကိုကျွန်တော်တို့ကသုံးလိုက်မယ်100 gram solvent နဲ့မှာပဲ substance တွေကိုထည့်ကြည့်မယ် temperature ကိုလည်းကျွန်တော် fix လုပ်လိုက်မယ်ဥပမာ example 25 degree celsius မှာပေါ့နော်ဒါ temperature တော့ကိုကြိုက်တဲ့ temperature မှာ fix လုပ်လို့ရပါတယ်အဲ့တော့ဥပမာကျွန်တော်25 degree celsius မှာ100 gram of the solvent water တွေကို sugar ထည့်ကြည့်မယ်ပေါ့နော် sugar ထည့်ခြင်း sugar ခုနလိုပေါ့နော်ဘယ်လောက်ရမလဲပေါ့နော် sugar maximum ဘယ်လောက်ထိပျော်ဝင်လဲအဲ့ပျော်ဝင်တဲ့နှုန်းဒီပါလဲလို့မြင်ရင် sugar ရဲ့ solubility ပါဒါကြောင့်မလို့ solubility လို့ပြောရင် solute ရဲ့ information gram ပါရမယ် solvent ကတော့အမြဲတစေ100 gram ဖြစ်မယ်ပြီးရင်ကျွန်တော်တို့က temperature ကfixed temperature ဖြစ်ရမယ်ဒါမှမဟုတ် particular temperature specific temperature ကြိုက်တဲ့ temperature မှာတိုင်းလို့ရတယ်ဆိုတော့ဘာလို့ temperature ကိုပြောရတာလဲဆိုတော့ temperature ပြောင်းရင် solubility ပြောင်းနိုင်ပါတယ်အဲဆိုရင် temperature များလိုက်တာဆိုရင် kinetic energy များပြီးတော့ particles တွေကmove လုပ်တာများတယ်အဲ့ချားထဲမှာပို့ပြီးတော့ solute particles ကပို့ပျော်ဝင်သွားနိုင်တယ်ဒါကြောင့်မလို့ဆိုတော့ temperature ကိုလည်းပြောရပါမယ်အဲ့တော့ solubility ရဲ့ definition က gram per 100 gram at specific temperature ပါဆိုတော့သူရဲ့ definition ကဒီအောက်ကဟာကိုပြောရင်ပိုကောင်းပါမယ် solubility is the maximum max of the solute information grammar and that dissolve in 100 gram of the solvent ဒါက100 gram ပါဆိုပြီးရင်ဒါလည်းဆိုအဲ့ဒီ particular temperature ဖြစ်ရပါမယ်အဲ့တော့ဒါက solubility information ပါအဲ့တော့ solubility gram per 100 gram ကိုလိုချင်နေဆိုရင်ပေါ့ mass of solute gram ကိုဒီ mass of water gram နဲ့စားပါမယ်ပြီးရင်100နဲ့မြောက်ပါမယ်ဒါဒီ information ဒီကျွန်တော်တို့က solubility နဲ့ဒီဘက်က solute solvent တွေရဲ့ကျွန်တော်တို့ကဆက်သွယ်ချက်ကိုပြထားတာပါဆိုတော့အများစုကဘာကိုမိတယ်လဲလို့ပြီးရင် solubility ပေးထားမယ်ဆိုတော့ mass of solute ပေးထားမယ် mass of water ပေးမယ်ဆိုတော့ပြီးရင် mass of solute ကိုရှာခိုင်းဒီပုံစံမျိုးသုံးရပါမယ်ဆိုတော့ thank you ပါ